မိကအရှင်လက်လက်တကောင်ကိုစားပါတယ်သူရဲ့နေလေစာမှာရောင်စုံခုကောင်လေးပါသေးတယ်သူကယူနေတာမဟုတ်ပါဘူးသူကတရုတ်တိုင်းခွက်တွေကိုလေ့ကျင့်နေတာပါဘာကြောင့်လဲဆိုလို့ရှင်တော့နောက်ထပ်6လကြာလို့ရှင်သူဟာထောင်ထဲဝင်ရမှာဖြစ်ပြီးအဲ့ဒီကောင်လေးကအင်ချမ်းမြေလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်သူကလိန်စားတာကြောင့်ပဲတရားရုံးကနေထောင်ထဲ3နှစ်ကိုလက်ဆောင်ရခဲ့တာဖြစ်ပြီးတော့တော်သေးတာတကူကတော့6လဆောင်ပြီးမှထောင်ထဲဝင်ရမှာပဲဖြစ်ပါတယ်သူသွားရမယ့်ထောင်ကတော့အမေရိကန်နိုင်ငံရဲ့စီကံမရှိဆုံးထောင်ဖြစ်ပြီးအဲ့ဒီကထောင်သားတိုင်းဟာလူကောင်ကြည့်ပြီးတော့အကြိတ်ကလည်းထူဆန်းကြပါတယ်ဒီလိုအစဉ်လေးဝင်သွားတဲ့အခါမှာဆိုလို့ရှင်တော့လင်းရသွားနိုင်မှာဖြစ်ပြီးအဲ့တော့သူ့ရဲ့ဖြူစင်တဲ့ယောက်ျားစစ်ဂုံသိက္ခာလေးကိုကာကွယ်ဖို့အတွက်သူဟာပတ်စံအကုန်ကြခံပြီးတော့တိုင်းဆရာတယောက်ခေါ်လာခဲ့ပါတော့တယ်အဲ့ဒီဆရာကြီးကတော့လက်သီးတစ်ချက်နဲ့ကြောက်တုံးကိုရိုက်ခွဲနိုင်တာဖြစ်ပြီးဆရာကတော့နှိမ့်ဝက်အတွင်းမှာကောင်လေးကိုတိုင်းခွက်တွေကျွမ်းကျင်အောင်လေ့ကျင့်ပေးရမှာပါဒါနဲ့ပဲသူတို့ရဲ့တင်တန်းကစပြီးဖြစ်ပြီးတော့တင်တန်းမစခင်မှာသူဟာတအားဖြစ်တဲ့ဟင်းရီကိုတောက်ရပါသေးတယ်ပြီးလို့ရှင်ဆရာဟာသူ့ကိုအာရင်တွေကိုစတင်လေ့ကျင့်ပေးမှဖြစ်ပြီးတော့မှပထမဆုံးအဆင့်ကတော့900ပေါင်ရှိတဲ့စိတ်လေးနဲ့ကျင့်ရမှာဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ပေါင်100ရှိတဲ့ပါဘဲကိုအခောက်1000မရမှာပဲဖြစ်ပါတယ်လက်နဲ့အုံကြီးထိုးတဲ့နီးကိုလည်းလေ့ကျင့်ရမှာဖြစ်ပြီးတော့မှအဲဒီနောက်မှာတော့တိုင်းခွက်နဲ့လက်နဲ့သုံးနီးကိုလည်းသင်ပေးပါတယ်ဆရာကြီးကသူ့ရဲ့နောက်ဆုံးအကွက်တောင်မှမချင်မင်းနဲ့သင်ပေးလိုက်တာဖြစ်ပြီးဒါကတော့လက်တစ်ချောင်းတိုင်းခွက်ပဲဖြစ်ပါတယ်လေ့ကျင့်ရအခက်ဆုံးလည်းဖြစ်ပြီးတော့မှညကိုရောက်ရင်အရိတ်ခံနိုင်ရင်ကိုလည်းလေ့ကျင့်ရပါသေးတယ်မိရန်ကိုပူတာကြောင့်မဲ့ကောင်လေးဟာအော်နေခဲ့တာဖြစ်ပြီးတော့မှညအိတ်တာတော့မှ20စင်တီမီတာရှိတဲ့တန်ချောင်းကရင်မှာအိတ်ရပါသေးတယ်ဆရာကတော့သူ့ကိုစိတ်ပါသလိုပါချတတ်ပြီးတော့မှပြီးလို့ရှိရင်ဂိုလီလုံးနေနဲ့သူ့ရဲ့တွက်လက်မှုကိုလည်းလေ့ကျင့်ပေးတတ်ပါသေးတယ်အဲ့လိုနဲ့လာနေငယ်ကြာလာတဲ့အခါမှာတော့ကောင်လေးဟာအကွက်အားလုံးကိုကျွမ်းကျင်သွားပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းအယံကုန်မှတန်မာလို့လာပါပြီသူ့ရဲ့ရင်ဘတ်ကိုညှက်ပြီးတော့မှခြေထားလို့တောင်ရပြီဖြစ်ပြီးတော့မှလက်တစ်ချောင်းတိုင်းခွက်ကိုလည်းကျွမ်းကျင်ကျင်နဲ့တုံးတက်နေပါပြီသူတိုင်းပညာဘွဲရမယ့်အချိန်ကတော့ထောင်ထဲဝင်ရမယ့်အချိန်ဖြစ်နေပြီးဆရာကြီးကသူ့ကိုထောင်ကားထိလိုက်ပို့ပေးပါတော့တယ်ကားထဲမှာတော့ကရုံးတယောက်ကသူ့ကိုလာပြီးတော့ဟိုကန်တီကန်လှုပ်နေတာဖြစ်ပြီးသူဟာအရန်ကိုတင်းနေပြီးတော့အဲ့ဒီကရုံးရဲ့ခေါင်းကိုထုလိုက်ပါသေးတယ်ဘေးကကောင်လေးတယောက်ဆိုတော့လှမ်းပြီးတော့ငိုသွားရတာဖြစ်ပြီးထောင်မှာရှိတဲ့ရဲကသူတို့ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပေးပါတယ်ကောင်လေးကဖင်ကုန်းလိုက်တဲ့အချိန်မှာတော့ရဲတော်လန့်ဖြန့်သွားရပြီးနင်ကဘာဖြစ်လို့ကောင်မလေးလိုအော်နေတာလဲတဲ့ဆရာသူ့ကိုကြည့်လိုက်ပါတဲ့ဂျိုသားတယောက်ကငါ့ရဲ့နှလုံးသားကိုစိုက်ကြည့်နေတယ်လို့ပဲဆိုပြီးတော့မှအကြောင်းရင်းကတော့ကောင်လေးထောင်ဝင်ခင်မှာကိုယ့်ရဲ့ဖြူစင်မှုကိုကာကွယ်ဖို့တဲ့သူ့ရဲ့ဖင်လေးမှာချစ်စရာကောင်းတဲ့တတူလေးထိုးလိုက်တာပဲဖြစ်ပါတယ်သူဟာသူ့ရဲ့အိယာစီကိုရောက်သွားတဲ့အခါမှာတော့ကလေးတောက်ကသူ့ရဲ့နေရာကိုလာပြီးတော့လှုပ်ထားပါတယ်သူထင်တာကတော့အစ်စ်လာတဲ့အကိုကြီးကအနိုင်ကျင်းလို့ကောင်းနေဖြစ်ပြီးဒါပေမဲ့ကောင်လေးဟာအရင်လိုမဟုတ်တော့ပါဘူးတစ်ချက်ကန်ပြီးတော့ကလေးလေးကိုဆုံးမလိုက်တာဖြစ်ပြီးတော့ကလေးလေးကလည်းတခါတည်းလိမ်မာသွားပြီးတော့ကောင်လေးရဲ့လက်အောက်ကိုရောက်ရှိသွားရပါတယ်ဂျူလီယာနီမှာတော့ကောင်လေးဟာထောင်ထဲမှာဘသူကကြောက်စရာအကောင်းဆုံးလဲဆိုပြီးတော့မေးပါတယ်ကလေးလေးကတော့သူ့ကိုစိတ်ရှိရှိနဲ့ရှင်းပြပါသေးတယ်အသားမမင်းနဲ့ကရုံးကြီးကပစင်အတင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးသူကလက်သီးတစ်ချက်နဲ့လူကိုတတ်နိုင်ပါတယ်နေကမျက်မှန်တထားတဲ့ကောင်ကတော့မက်ဆီကိုအတင်းရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့သူ့ရဲ့လက်အောက်လူတွေကအကုန်လုံးလူသက်သမားတွေပါအီတလီလူဆိုအတင်းကလည်းရှိနေသေးပြီးသူတွေကတော့ချမယ်ဆိုရင်ဘယ်တော့မှတယောက်တည်းထွက်ပြီးတော့မချပါဘူးတပွဲလုံးတူတူချတတ်တာဖြစ်ပြီးတော့မှထောင်ထဲမှာလုံးဝဆောက်လို့မရတာကတော့ဟိုနမဲကြီးလို့နာမည်ရထားတဲ့လူကောင်ကြီးကြီးပါပဲသူကတော့အစင်လေးတွေကိုကြိုက်တာဖြစ်ပြီးတော့မှကောင်လေးကချင်းချင်းပြီးနမဲကြီးကိုသွားပြီးတော့ခေါ်ပါတယ်ဒါပေမဲ့အခုချိန်မှာ